အမတော်များနဲ့တွေတိုက်ကလာတာကြောင့်အပြိုအရွယ်ရောက်နေပေမယ့်6နှစ်အရွယ်ထက်မကြီးတော့တဲ့ထူးဆန်းသောမိန်းကလေးပရိသတ်များအလုံးမင်္ဂလာပါရှင်ဘောင်မီ celebrity ကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူလောကမှာတိုက်ကနေလူပြည်ကိုတရဏပြုဖို့အတွက်ကြောက်ရောက်လာတဲ့ထူးဆန်းတဲ့ကိစ္စတွေအများကြီးရှိပါတယ်ဒီလိုကိစ္စတွေကိုဝိတုတွေဇလန်းတွေမှာကြားဘူးကြမှာပါဒီဗီဒီယိုထဲမှာတော့တိုက်ကလာတာကြောင့်အသက်15နှစ်ရှိနေပေမဲ့အသက်6နှစ်အရွယ်မှာပဲရပ်တက်နေတဲ့ထူးခြားပြီးသနာစရာကောင်းတဲ့ရခိုင်ပြည်ကမိန်းကလေးငယ်တယောက်အကြောင်းကိုတင်ဆက်ပေးမှာပါအသက်15နှစ်အရွယ်ရှိနေပေမဲ့အသက်6နှစ်အရွယ်လိုမျိုးဖြစ်နေတာကတော့သမီးငယ်လေးမတ်ချောရတီမင်းမှာသမီးငယ်လေးမတ်ချောရတီမင်းကရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကြောက်စိတ်ကျေးရွာဇာတိဖြစ်ပါတယ်။တိတ်ပန်ဒီအရာကြီးမယ်ဆိုရင်တော့သမီးငယ်လေးချောရတီမင်းဟာငယ်စဉ်ကလေးကခန္ဓာကိုယ်ဟော်မုန်းချို့တဲ့ပြီးတော့အုံနောက်မှာအကျိတ်တယ်နေရကြောင်းခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းသမီးငယ်လေးချောရည်မင်းဟာငယ်စဉ်ကလေးကယောဂဝေဒနာထူပြောစွာနဲ့အသက်ရှင်ကြီးပြင်းလာရတာပါ။သမီးငယ်လေးချောရည်မင်းရဲ့မိခင်မနှင်းယူမဟာကိုယ့်ရဲ့ဇာတိမြေမှာပင်လယ်ငါးတွေကိုတန်တွဲစည်းမှာလာရောင်းရင်းနဲ့ငစိမ့်တဲ့ဈေးတဲ့ဘဝနဲ့ခက်ခက်ခဲခဲကြိုးပမ်းရုန်းကန်နေရပါတယ်။ဒီကြားထဲမှာသမီးငယ်လေးချောရည်မင်းဟာငယ်စဉ်ကလေးကအုံနောက်ထဲမှာတက်တဲ့အကျိတ်ကြောင့်မကြာခဏအတက်ယောဂကိုခံစားပြီးတော့ဆေးရုံတက်ရပါတယ်။ဒါကြောင့်လည်းအခြေခံလူတန်းစားဈေးတဲ့တယောက်ဖြစ်တဲ့မနှင်းယူမော်ကကိုယ့်ရဲ့သမီးလေးအတွက်ဈေးရောက်မကောင်းတဲ့နေ့တွေဆိုရင်သူများစီကငွေတိုးချေပြီးတော့ဆေးကန်းဆေးရုံပြထမင်းစားရတာဖြစ်ပါတယ်။ပိုဆိုးတာကအခုချိန်မှာရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေရပါ။ဒါကြောင့်မနှင်းယူမော်ကသမီးငယ်လေးရဲ့ကျန်းမာရေးအတွက်ရန်ကုန်မြို့ကိုတက်လာခဲ့ရဖြစ်ပါတယ်။ရန်ကုန်မြို့ကိုရောက်တော့လေသမီးငယ်လေးချောရည်မင်းရဲ့မိခင်မနှင်းယူမော်ကသူများရဲ့အိမ်မှာအဝေးလျှော်လိုက်အနှိမ့်နှိမ့်လိုက်နဲ့သမီးလေးရဲ့ဆေးကိုရှာဖွေနေရတာပါ။တခါတလေမှာသမီးငယ်လေးကအတက်ယောဂရပြီးတော့ဆေးရုံတက်ရတာတွေစီးချိုကြပြီးတော့ဆေးရုံတက်ဖို့လိုတဲ့အချိန်မှာတောင်ငွေမရှိလို့ဆေးရုံတက်ရင်းနဲ့ဒုက္ခအများရပါတယ်။ထူးခြားတာကဒီလိုမျိုးအခက်အခဲတွေကြုံတိုင်းမှာသမီးငယ်လေးချောရည်မင်းကိုကူညီမဲ့လူတွေကပေါ်လာပါတယ်။ဒါပေမဲ့သမီးငယ်လေးကယောဂအခြေအနေကဆေးရုံမှာရေရှည်တက်ပြီးတော့အုံနောက်အကျိတ်ကိုခွဲစိတ်ကုသရမှာဖြစ်လို့ငွေကုန်ကြေးကြများပြီးမိခင်ကြီးမှလည်းစိတ်တော်ကဝေနေရပါတယ်။ဒီလိုမျိုးထူးခြားနေတဲ့သမီးငယ်လေးရဲ့အခြေအနေကိုရွှေရင်ကျော်ဆရာစီမှာဘေးတင်သွားရောက်စစ်ဆေးကြည့်လိုက်တဲ့ချိန်မှာသမီးငယ်လေးမတ်ချောရည်မင်းကအမတော်မြနန်းတွေတိုက်ကလာတယ်လို့သိရပါတယ်။သမီးငယ်လေးကိုတိုက်ကလူဘဝမှာအလူတန်းလုပ်ဖို့ပို့လိုက်ပေမဲ့အလူတန်းမလုပ်လို့ခန္ဓာကိုယ်အရွယ်စားကြီးထွားမှုမရှိပဲအရွယ်စားသေးငယ်ရဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်သမီးငယ်လေးရဲ့အသေးစိတ်တွေကိုလည်းယူဆောင်ထားတယ်လို့ပြောပါတယ်။မိခင်ဖြစ်သူမနှင်းယူမော်ကတော့ငယ်စဉ်ကလေးကသူမရဲ့သမီးလေးမတ်ချောရည်မင်းကပုံစံကထူးခြားနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်သူမရဲ့သမီးငယ်လေးဟာငယ်စဉ်ကလေးကအသိဉာဏ်မရှိပေမဲ့တခြင်းတွေကိုဆိုရင်တပုတ်လုံးရအောင်ဆိုနိုင်ဆွဲကြိုးလေးတွေအလားပစ္စည်းလေးတွေကိုလည်းကြိုက်တတ်တယ်လို့ဆိုပါတယ်။ဒါအပြင်အစိမ်းရောင်အဝတ်စားတွေကိုလည်းကြိုက်တယ်လို့ပြောခဲ့ရပါတခါတော့ကဆိုရင်သမီးလေးကအစာမစားရေမတောက်ပဲတပတ်လောက်မျောနေပြီးတော့ဘိုးတထောင်ကအမတော်မြနန်းတွေနတ်နန်းမှာပွဲသွားပြီးတော့မှထမင်းထစားတယ်လို့သိရပါတယ်။ဘာပဲဖြစ်ဖြစ်သမီးငယ်လေးမတ်ချောရည်မင်းကတိုက်ကပဲလားဆေးပညာအရာဟော်မုန်းယောဂပဲဖြစ်နေပါစေ။အခုချိန်မှာတော့သမီးလေးကဆေးကုသဖို့အတွက်အလူရှင်လိုအပ်နေပါတယ်။မဟုတ်ရင်အချိန်မရွေးအသက်ဆုံးရှုံးသွားနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်မိခင်ကြီးကတော့သမီးလေးကိုဆေးကုသပေးမဲ့စေတနာရှင်အလူရှင်တွေကိုမျှော်လင့်နေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတိုက်ကလာတယ်ဆိုပြီးထင်ကြေးပေးခံနေရတဲ့သမီးလေးမတ်ချောရည်မင်းပေါ်မှာဘလို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။